အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အဖွင့်ပွဲစဉ်မှာရတနာပုံအသင်းကိုအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့မြန်မာ U16 Galaxy အသင်းရဲ့အကြောင်းကိုပြပြပေးချင်ပါတယ်အမှတ်တိုင်းပြောမှဆိုရင်မြန်မာ U16 အသင်းကရတနာပုံအသင်းကိုအနိုင်ရရှိမယ်လို့ကျွန်တော်လုံးဝမထင်ထားတာပေါ့နော်ဒါပေမဲ့သူတို့တွေကဖွင့်ပွဲစဉ်မှာရတနာပုံလိုအသင်းကိုအနိုင်ရအောင်ကစားကြတော့တကယ် congratulation လုပ်ပါတယ်မြန်မာ U16 အသင်းကအခုနှစ်တည်းမှာကျင်းပသွားမယ်U19 အာရှဗလာချေစပွဲစဉ်နဲ့အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ဂျပန်နိုင်ငံသားနီးပြကီဆူကီရဲ့လက်အောက်မှာလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေလဲရှိတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ပြိုင်ပွဲအတွေ့အကြုံရရှိစေဖို့အတွက်မြန်မာ National League ကအစီအစဉ်ကျင်းပတဲ့မြန်မာ National League U20 အမှတ်ပေးဘောလုံးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်မြန်မာ U20 အသင်းကမေလ23ရက်နေ့မှာတော့ဒီရဲ့အဖွင့်ပွဲစဉ်တစ်ပွဲအနေနဲ့ရတနာပုံအသင်းနဲ့ရှင်ပြိုင်ကစားခဲ့တာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာရတနာပုံအသင်းကို2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်မြန်မာ U16 အသင်းအနေနဲ့ရတနာပုံအသင်းကိုဘယ်လိုအနိုင်ရရှိအောင်ကစားခဲ့လဲဆိုတာသိရဖို့အဲ့ဒီပွဲစဉ်ရဲ့ရုပ်ကတချို့ကိုကျွန်တော်ကြည့်လိုက်ကြအောင်အရင်နေအောင်ဘောင်းမီနေအောင်ချင်းနေအောင်ဝတ်တာကတော့မြန်မာ U16 အသင်းပေါ့နော်အင်ကြီးပြရအောင်ဘောင်းမီဖြူရအောင်ချင်းဖြူရအောင်ဝတ်တာတော့ရတနာပုံအသင်းပေါ့ရှားသွားပြီမြန်မာ U16 အသင်းပဲပြောက်ခောက်ထားရသေးတယ်မြန်မာ U16 အသင်းကန့်နေရတနာပုံနောက်ခံနေထိပြီးတော့ထောင်းကန်ပေါ့ပြစ်တယ်ပေါ့မြန်မာ U16 အသင်းခုတ်တင်ထားတယ်ဂိုးရယ်ကွာCrotin တော့ကောင်းတယ်မစိုးဘူးလို့ပြောရမယ်။တော့ခလန်းကနေ cross လန်းတင်ပေးတာခေါင်းတိုက်တဲ့ကစားသမားလည်းကွက်တီရတိုက်တာတော်လေးကောင်းတယ်။နောက်ထပ်လုံရပြီတက်ကနေပေးထားတယ်။ဘိုးတော်နီးစက်တယ်။ဒါလည်းပြစ်တယ်မှာပဲ။ကနေပေးတယ်အမိ။အာကွာနည်းနည်းလေးကွာ။ဒါရတနာပုံတင်ကပြစ်တယ်မပြန်ရရှိထားတယ်။ဒီမှာ U16 နောက်ခံလို့ရှင်းထုတ်ထားတယ်။ရတနာပုံပဲရှင်းပို့ပေးထားတယ်။ဒီမှာ U16 ရသွားပြီ။16ကြော်ထားရသေးတယ်16ပဲဖိန်ထားတယ်16ရသေးတယ်ပိတ်ဟာU16ပဲU16ကနေပေးထားတယ်စေတနာပုံကိုသမားဦးတယ်ပေါ့U16ပဲတွေ့ထားတယ်ပြော့တယ်U16ပဲရှုပ်ထိုးပေးလိုက်ပြီးU16ရသေးတယ်ရတနာဘုံနောက်ခလို့ဦးမိလို့ဒါရတနာဘုံအသင်းကပြန်ပြီးတိုက်စစ်ဆန်တယ်ဗောနော်ရတနာဘုံကရပြီပဲလို့ချွတ်ပြော့တယ်ကွာအပိုင်းကန်တော့တောင်းကန်ပေါ့ရတနာဘုံအသင်းကနေနာတယ်ပြန်ထွက်လာတယ်ရတနာဘုံပဲထက်ကန်တယ်တောင်းကန်ပေါ့ရတနာဘုံပဲကနေထားပြန်ပြီကိုသမားပုတ်ထုတ်တယ်မြန်မာ U16 အသင်းကိုသမားပုတ်ထုတ်ကာဝယ်ခဲ့တယ်ဗောနော်စေတနာဘုံပဲစေတနာဘုံရထားတယ်ရှုပ်ကနေပေးထားတယ်ဒီကိုသမားကတော့ U16 ကိုသမားကတော်တော်လိုပြီးတော့မလို့တော်တော်ပေါ့ရလို့ပြောမယ်ဒီလုံးကတော့နော်သူနေနဲ့မြန်မာ U16 ရှုပ်ကနေထားတယ်စေတနာဘုံနေဥတယ်16တယ်မှရှိတယ် U16ကန်နေဂိုးရကွာဒီတော့ကောင်းပါလားစေတနာဘုံပဲစေတနာဘုံပဲပြန်သွားပြီအပိုင်းပဲတော့ဖိတ်နေရတယ်စေတနာဘုံပဲရသေးတယ်ကန်နေပေါ်သေးရောပြတယ်ပေါ့စေတနာဘုံကန်နေတော်သေးတယ်ဟေးအပွဲပြီးဆုံးချိန်မှာမြန်မာ U16 Galaxy အသင်းကရတနာပုံအသင်းကို2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကိုပြန်ပြီးတော့ခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုရင်တော့မြန်မာ U16 အသင်းကအသင်းလိုက်တင်းဝက်ကတော့တော်တော်လေးကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်တယ်လို့သုံးသပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့မြန်မာ U16 အသင်းရဲ့ဂိုးသမားကခြေပါကိုပြန်ပေးလိုက်ရတဲ့အလုံးကပေါ့နော်တော်တော်လေးသူ့အနေနဲ့ပေါ့ဆသွားတယ်လို့ယူဆလို့ရတယ်ရတနာပုံအသင်းကတော့မြန်မာ U16 အသင်းထက်အသင်းလိုက်ကစားပုံကလိုအပ်ချက်တွေပိုများတယ်လို့ထင်တယ်ဒါပေမဲ့တချို့ရရှိလာတဲ့အခွင့်အရေးတွေအဆုံးသက်ပိုင်းမှာလည်းအားနေတယ်ဒါကြောင့်သူ့အနေနဲ့ခြေပါကိုတွေပြန်မရတာပေါ့နော်အခုတင်ဆက်ပေးခဲ့တာကတော့အဖွင့်ပွဲစဉ်မှာရတနာပုံအသင်းကိုအနိုင်ကစားနိုင်ခဲ့တဲ့မြန်မာ U16 ကြားလေးတွေရဲ့အကြောင်းကို review လုပ်ပြီးတော့တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုချစ်စွတ်တင်ပါတယ်